皆さんこんにちは。どうもします。ကျွန်တော်ဒီနေ့ကတော့ entry ကထုတ်ခိုင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်။ဒီထုတ်ခိုင်းမှာကျတော့ကျွန်တော်တို့ဒီ HANA ရှာရင်းနဲ့ပတ်သက်ပြီးပေါ့နော်။စကားပြောရတဲ့ပတ်သက်ပြီးတော့သူကပြောထားတဲ့ထုတ်ခိုင်းလေးဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ model ရေးပြကြည့်မယ်နော်။そうするとあるがどのようにすることかそうするとじゃအဓိပ္ပာယ်မပြန်တတ်လည်းဘာမှမဖြစ်ဘူးပြရနော်ဆိုするとမြင်တတ်တာလည်းရှိတယ်どのようにすればဘယ်လိုမျိုးလောက်ရတဲ့အကြောင်းအရာလဲပေါ့နော်အဲဆို一番前面相手にနော်あなたの話を聞いていますというလေပေါ့နော်တပည့်လူကိုပြောမယ်မင်းပြောနေတာငါတောင်းထောင်နေပါတယ်လို့ပြောတယ်တဲ့နောက်နေမယ်相手の意見に同意できる時にだけ首を縦に振るဆိုတော့တစ်ဖက်လူရဲ့ထင်မြင်ချက်တွေကိုသဘောတူညီတဲ့အခါနော်သဘောတူညီတဲ့အခါမှာကိုလက်ခံတဲ့အခါမှာ首を縦に振るဆိုတော့ခေါင်းငိမ့်နေတဲ့ရမနော်ခေါင်းငိမ့်ပြီးတော့သဘောတူပါတယ်တဲ့နောက်တစ်ဆင့်相手が話している時は何もしないでじっとしているနော်တစ်ဖက်လူကစကားပြောနေတဲ့အခါမှာဘာမှမလုပ်ဘဲနဲ့အေးအေးဆေးဆေးလေးနားထောင်နေတာပေါ့နော်နောက်တစ်ခုပြောမယ်相手の意見に同意できる時もできないဒုခိမိုခုဘီယိုတတဲ့နေဖို့တော့တစ်ဖက်လူရဲ့ထင်မြင်ချက်တွေကိုသဘောတူညီတဲ့ကိုလက်ခံနေတာရှိတယ်လက်မခံတဲ့အခါမှာလည်းပဲဘာမှမလုပ်ခေါင်းငိမ့်ပြီးတော့ဆုံးဖြတ်ပါတယ်လို့ပြောချင်တာပါနော်အဲဒါကျွန်တော်တို့ကဘောစာဖတ်ကြည့်မယ်နော်日本語で話し合いをしているときなかなか話に入らないことがあるပေါ့နော်ဂျပန်စကားနဲ့ပြောဆိုဆွေးနွေးတဲ့အချိန်တွေမှာဆိုရင်ကိုကအဲ့ဒီဟိုနော်စကားပြောတဲ့အဖွဲ့တွေကိုဘာဖြစ်မှာလဲမဝင်နိုင်ဘူးပေါ့မဝင်နိုင်တဲ့အတိတ်တွေပိုင်းမှာလို့ဂျပန်တကားနဲ့ဝင်ရောက်ပြီးမဆွေးနွေးနိုင်တဲ့အကြောင်းအရာတွေရှိတယ်တဲ့တို့ရှိတာကဘယ်လိုလုပ်ရင်တဲ့ဆန်ကတဲခိလိုယောနီနာတို့ဒါတော့ကနော်ဘယ်လိုလုပ်ရင်သူတို့ရဲ့တကားပြောတဲ့ဖွဲ့ထဲမှာကိုပါဝင်နိုင်မလဲပေါ့နော်ဘယ်လိုမျိုးဆိုကိုဒီလှုပ်ဆောင်နိုင်မလဲပေါ့ဒါမျိုးအတိတ်ပဲပါနော်မာစုကတဲ့ပထမဆုံးအနေနဲ့ကတော့တဲ့ဒါတွေက話している時首を縦に振ってうなずくことであるやနော်ပထမဆုံးအနေနဲ့ကတော့တကယ်စကားပြောနေတဲ့အခါမှာတဲ့ကိုကဘာမှတော့うなずくことであるဆိုတော့လက်ခေါင်းကြီးပေးရတယ်ပေါ့နော်သူပြောနေတာကိုနားထောင်နေတယ်မင်းပြောနေတာငါတိပါတယ်နားထောင်နေပါတယ်ဆိုတော့ISC ပုံစံလေးပေါ့နော်ဘာမှတော့ခေါင်းကြီးပြီးတော့သဘောတူတဲ့ပုံစံလေးလုပ်ပြရမယ်တဲ့一対一の話し合いなら同じでいる人でも多くの人での話し合いでは何もしないでじっとしていることがあるやနော်ဝမ်းတော်မှာတယောက်ချင်းပြောနေတာနော်တယောက်ချင်းပြောနေတဲ့ဘယ်ဖြစ်ဖြစ်ဒါမှမဟုတ်လူများကြီးနဲ့ပြောနေတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာပေါ့နော်何もしないでဘာမှမလုပ်ဘဲနဲ့じっとしていることがあるနော်ငြိမ်ငြိမ်လေးနဲ့နားထောင်နေတာကြီးလည်းရှိပါတယ်နော်ငြိမ်ငြိမ်လေးနဲ့နားထောင်ကြပါတယ်ရှင်းကရှိတာပဲမဲ့ခိုးလေးတွေဝါတဲ့ဒီတိဆိုရင်တော့တဲ့ဟာဒီလိုဆိုရင်တော့ပေါ့နော်話している人はသူပြောနေတာကွာတယောက်ချင်းပြောတာပြပြဖွက်လိုက်ပြောတာပဲဖြစ်ဖြစ်ကွာဘာမှပြောနေဒီတိုင်းကြီးဒုံးနေပါပဲပေါ့နော်အဲ့လိုမျိုးနေတာတွေရှိတယ်ဒါပေမဲ့ပေါ့နော်ခိုးလေးတဲကွာအဲ့လိုမျိုးလုပ်နေဆိုရင်ね話している人ကစကားပြောနေတဲ့လူကဖူအန်နီနာတဲ့ရှိမှာဘာဖြစ်မှာလဲသူစိတ်အစင်မပြေရဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုသူငါပြောတာနားထောင်တာငါပြောတာသဘောကြာမကြာရလားဆိုတဲ့ပုံစံလေးတွေပေါ့နော်ဟုတ်တယ်မလားကိုပြောနေတာကသူကခေါင်းလည်းမငြိမ်ဘူးသဘောတူရဲဘာလို့ပြောလဲအိုင်စုချီလည်းမလို့ဒီတိုင်းကြီးပဲနေနေတာဆိုတော့ငါပြောနေတာမှားနေပြီလားစိတ်ကိုဝင်စားလားဆိုတဲ့ပုံစံမျိုးဖူအန်နီနာတဲ့ရှိမှာဆိုအဲ့လိုမျိုးပေါ့နော်စိတ်အဆင်ပြေမှုတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒါဥနာစကီဝါတဲ့နော်ဒီလိုမျိုးခေါင်းငြိမ်ပြီးသဘောတူတယ်ဆိုတာတဲ့အဲ့ဒီတဲ့နော်ဤကန်ဒီဒိုဤစုဒုက္ခိတာခဲ့တဲ့နာကိုနော်တစ်ဖက်လူရဲ့ထင်မြင်ချက်တွေကိုတဲ့ဒိုဤဆိုတာကျွန်တော်မှာလက်ခံသဘောတူရဲ့အချိန်ဒါမဟုတ်ဘဲနဲ့ဒိုဤဒိခိနိုင်ဒုက္ခိတဲ့မို့နော်လက်ခံသဘောမတူတဲ့အချိန်လဲပဲတဲ့အနာတနာဟာနာရှိခိတဲ့အိမဆုတူအိုင်စုနာနော်တဲ့နော်အဲ့ဥနာစုကဘာပြောချင်တာလဲသူ့ရဲ့ထင်မြင်ချက်တွေကိုသဘောတူတဲ့သဘောတူတာဒီမဟုတ်ဘဲနဲ့သဘောမတူတဲ့အချိန်လေးပဲเนาะအဲ့ဆိုတော့သူကခွင့်သားကနေပြောတယ်အနာတနာဟနာရှိခိတေမဆိုတူယူအိုင်ဆုနာနာတဲ့မင်းပြောနေတာနားထောင်နေတယ်ဆိုတဲ့အဲ့ဒီဆိုတင်ကေတရောင်နဲ့ဆိုင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်တော့ဖြစ်တဲ့အတွက်တဲ့ချီစာကူနာစကူတာခဲ့တဲ့ဟနာရှိအိုင်နီစံကတဲ့ခိတေအီရကိုတိုနီနာတယ်နော်အဲ့ဒါချီစာကူနာစကူတာခဲ့တဲ့ဆိုတော့နည်းနည်းလေးပေါ့နော်နည်းနည်းလေးခေါင်းငိမ့်တယ်ဥပမာကကိုစိတ်ဝင်စားတဲ့ကြာဆိုရင်ကျွန်တော်တို့ခေါင်းကိုစိတ်ပါလည်းဖန်ငိမ့်တယ်ပေါ့နော်ကိုစိတ်ဝင်စားတဲ့ကြာဆိုရင်ကျွန်တော်တို့ကခေါင်းကိုအသားရလေးငိမ့်တယ်ပေါ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတဲ့ခေါင်းကိုပေါ့အသားရလေးငိမ့်ယူနေဟာနာရှိအိုင်နီဒီသူတို့စကားပြောတဲ့ဖော်တယ်မှာစံကတဲ့ခိတေအီရကိုတိုနီနာပူပေါင်းပါဝင်နိုင်တယ်သူတို့ရဲ့စကားပြောအဖွဲမှာကျွန်တော်တို့ဘာဖြစ်မှာလဲဝင်ရောက်ဆွေးနွေးနိုင်တယ်လို့ပြောချင်တယ်နော်အဲ့ဒါကျွန်တော်တို့အရေးကြီးတဲ့အရာတွေဘာမှဥနာစကခေါင်းကြီးရဲ့အကြောင်းအရာပေါ့နော်အဲ့ဒီချစ်ရေးကြီးရဲ့ဆိုတဲ့ပုံစံကိုပြောချင်တယ်နော်ဥနာစကိဒီဘာကိုပြောချင်လဲဆိုတော့တစ်ဖက်လူရဲ့ထင်မြင်ချက်ကိုလက်ခံတဲ့အခါမှာလည်းပြောလို့ရတယ်လို့လက်မခံတဲ့အခါမှာလည်းပြောလို့ရတယ်ဒါဒီသူပြောနေတာကိုနားထောင်နေပါတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့လုပ်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့လိုမျိုးလုပ်နိုင်တာလေးနဲ့ပဲသူတို့ရဲ့စကားပြောခွဲတွေကိုကျွန်တော်တို့ဘာဖြစ်မှာလဲဝင်ရောက်ဆွေးနွေးနိုင်တယ်လို့ပြောချင်တာနော်ဆိုးစုတို့အဲ့လိုလုပ်မယ်ဆိုရင်အဲ့လိုဆိုဆရာစာကြောင်းကိုပြောတာနော်ဟိုကထဲထဲဝင်အပါကြည့်တော့မဟုတ်ဘူးကဒီလိုမျိုးဆိုင်းလေးပေါ့နော်ခေါင်းကြီး
ဘေးရုံလေးနဲ့သူတို့ရဲ့စကားပြောခွဲထဲမှာတော့ပါမအောင်ဝင်ရောက်ဆွေးနွေးနိုင်တယ်လို့ပြောချင်အဲ့လိုလုပ်လို့မယ်ဆိုရင်တဲ့ဟာနာရှိတဲ့ကတစ်ဖက်လူကပေါ့နော်စကားပြောနေတဲ့လူကတဲ့အန်ရှင်းရှိတဲ့ဟိုစိတ်အေးချမ်းသွားဟောသူငါပြောတာနားထောင်နေပါရောငါပြောတာပဲတိမဲ့ပြုတ်ခိုင်းရောဆိုမှစိတ်အေးချမ်းတော့နော်စိတ်ထဲမှာအပါဖြစ်ပြီးအေးချမ်းပြီးတော့တဲ့စာခိနေစစ်စုမဲဘာဖြစ်မှလဲဆက်လက်ပြီးတော့သူပြောနေပါလိမ့်မယ်ပေါ့နော်ဟုတ်တယ်မလားသူငါပြောတာဟုတ်တယ်မလားကျွန်တော်လည်းဒီလိုပဲလေကိုပြောတဲ့စကားလေးနားထောင်နေဆိုကျွန်တော်ဆက်ပြီးတော့ပြောချင်လာရဲဆိုပုံစံကိုပြောချင်ရအောင်နော်ဥနာစုကုတုခီတဲ့အဲဆိုတော့ခေါင်းငိမ့်တဲ့ခါမှာခေါင်းငိမ့်သဘောတူတဲ့ခါမှာ height ဟုတ်တယ်ဒါမှမဟုတ် so this နဲ့တော့ICT ကိုဥတ္တမောအေးဟုတ်တယ်နော်အဲဆိုတော့သူကပြောတယ်ဥနာစုကုတုခီမှာခေါင်းငိမ့်ရုံလေးဆိုတာထဲပါဥပမာဟိုက်ငါလည်းပြီဒါမှဆိုတော့မင်းပြောတာအဲ့လိုဟုတ်တယ်ငါလည်းအဲ့လိုပဲထင်တယ်ဒါမျိုးပုံစံလေးပါအေးအဲ့လိုမျိုးပုံစံလေးအဲ့ဒီချီကိုလုပ်ပေးတာပို့ပြီးတော့ကောင်းတယ်လို့နော်လုပ်တာလည်းကောင်းပါတယ်လို့ပြောချင်တယ်စာရနီးတဲ့ပို့ပြီးတော့တဲ့ပြောကန်တဲ့ခီတို့နော်တိုကိုရိုတဲ့ဟွန်တိုနီဆိုတဲ့စနေတော့ယူကိုတော့ထိုင်ဆက်ဆက်တဲ့အဲ့သူပြောထားတဲ့ပြောကန်စုလိုပိုင်းမှာဆို相手の気持ちや意見を自分も同じように感じたり理解したりするのသူ့ကိုဗာပြမှာတော့သူပြောနေတာကိုကဘာမှတော့နားလေတယ်နော်ဟုတ်တယ်မလားသူပြောနေတာကိုကလက်ခံတယ်ဆိုပုံစံပြောချင်တာပေါ့နော်အဲဆိုတော့ Kyogen Deki တို့တိုကိုတို့တဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်ရင်းစိတ်တနာနဲ့ပေါ့မင်းပြောနေတာကတကယ်ကြီးကိုပဲနားလေလက်ခံတယ်ဆိုရဲစကားလုံးနဲ့ဟွန်းတုံးနေဆိုတာတကယ်ကိုပဲအဲ့လိုပဲမင်းပြောနေတယ်လို့ပဲလို့ပြောဖို့ကလည်းအရေးကြီးပါတယ်ခုနရောနေရှိတဲ့လို့အဲ့လိုမျိုးလုပ်နေရင်တဲ့ခိုင်ဝါနေ high ရစကနာတော့ဘာဖြစ်မှာလို့သူတို့ရဲ့ဇာတ်ကောင်ဝိုင်းထဲမှာဘာဖြစ်မှာလဲလွယ်ကူကူနဲ့ဝင်ရောက်ဆွေးနွေးနိုင်ပါလိမ့်မယ်လို့ပြောချင်တယ်ရနော်အဲ့ဆိုကျွန်တော်တို့ကအဖြေရှာခြင်းဆိုစုလို့တို့ဒီဘာကိုပြောချင်တာလဲနော်အဲ့ဒီတဲ့အဲ့ဒီရဲ့အနာတာနော်ဘာမှဟာနာရှိခိတဲ့မှာဆိုတော့ယူတယ်ပြောတယ်မဟုတ်ဘူးနော်သူပြောချင်တာကဘာမှမဟုတ်ဥနာစုခုလောက်တာဒီဘာကြောင့်လဲဥနာစုခုရဲ့အထိပ္ပယ်ကိုသူကရှင်းပြထားတာရနော်အဲ့လိုမျိုးဥနာစုခုလောက်တာဘာဖြစ်မှလဲသဘောတူတဲ့အချိန်လဲလုံးမယ်သဘောတူတဲ့အချိန်လဲလုပ်တယ်တင်ကေတာဘာလဲစကားဖြစ်တယ်နည်းနည်းလေးပဲအသားရလေးပဲခေါင်းညင်နေသူ့ကိုဘာဖြစ်မှကျွန်တော်တို့ဒီသူတို့ဝင်ရောက်ဆွေးနွေးနိုင်တယ်လို့ပြောချင်တယ်သူတို့ဖွဲ့တယ်ဆိုစုလို့သူရှေ့စာကြောင်းပဲကျွန်တော်အဲ့လိုလုပ်မယ်ဆိုရင်ပေါ့နော်အဲ့တော့နံပါတ်1ကမဟုတ်နံပါတ်2ကြီးမယ်အဲ့တဲ့နော်ဒီခဏဒီဒိုဤတိတ်ကလေးတို့ကြီးမိထားခဲ့သူပြောတယ်တကယ်လို့ထင်မြင်ချက်တွေကိုတဲ့နားလည်းလက်ခံတဲ့အချိန်မှာပဲခေါင်းကြီးသဘောတူတယ်မှားတယ်နော်သူပြောချင်တာကလက်ခံလက်မခံခေါင်းကြီးနဲ့ဒါမျိုးပဲနော်နံပါတ်3အဲ့တဲ့ငါဟာနာしている時は何もしないでじっとしているနော်တစ်ဖက်လူစကားပြောနေတယ်ဘာမှမလုပ်ရနဲ့ဒီလိုမျိုးငြိမ်ငြိမ်လေးနားထောင်နေအဲ့ဒါကလုံးဝဘာဖြစ်မှလဲတစ်ဖက်လူကိုဖူအန်နေနားလို့ပြောထားနော်စိတ်နဲ့တက်တာဖြစ်စီတယ်လို့ပြောတဲ့အတွက်နံပါတ်3ကမှားတယ်နံပါတ်4ကိုကြည့်ကြည့်မယ်အဲ့တဲ့နော်ဤကန်ဒီဒွေဒက်ခီလို့တို့ခီမိုဒက်ခီနိုင်တို့ခီမိုခုပြီးထားတဲ့နေဖိုးတယ်နော်တစ်ဖက်လူရဲ့ထင်မြင်ချက်မှာလက်ခံသည်ဖြစ်စီလက်မခံသည်ဖြစ်စီဘာဖြစ်မှတော့ခေါင်းငိမ်ပြီးတော့နော်ဘာမှတော့အိုက်စုပေါ့နော်ခေါင်းငိမ်ပြီးတော့သူကဘာမှသဘောတူလက်ခံတယ်လို့ပြောချင်အဲ့တော့အဖြစ်ဒီဘာဖြစ်မှလဲရုံမှန်ဖြစ်မယ်ညာနော်နောက်တစ်ခုနေပါခြင်းမယ်ဥနာစုကုကိုတော့ဒုံနောယောနာယခိုဝါရီအားရကဘယ်လိုမျိုးတာဝန်နေဘယ်လိုမျိုးလုပ်ဆောင်ချက်တွေလဲဥနာစုကုသူပြောထားတယ်သဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေအဲ့လိုမျိုးလုပ်ပြရတယ်နောက်ကကျတော့အตาအရာလေးခေါင်းကြီးလိုက်တာ ਨੇ သူတို့ရဲ့ဖွဲ့ထဲမှာဝင်ရောက်ဆွေးနွေးနေတယ်လို့ပြောထားတဲ့အတွက်ကျွန်တော်ကြည့်ကြည့်မယ်ကြည့်ပဲအဲ့တဲ့နော်ဟာနာရှိဟာယာကုစာကီနီစုစုမှာဆဲရယခိုဝါရီတစ်ဖက်လူရဲ့ဒီပြောနေတာလို့ပေါ့နော်ဘာမှမမြန်မြန်ဆန်ဆန်လေးပဲဘာဖြစ်မှာတော့ဆက်လက်ပြီးပြောစီတဲ့တောင်းဟုတ်တယ်အဲ့ဒါမဟုတ်ဘူးနော်ကျွန်တော်တို့ကဒီပြောနေတယ်ကကိုလုံးကိုဟိုမှာသူ့ကိုထောက်ခံတဲ့သဘောလေးပြလိုက်တာ ਨੇ သူကဆက်လက်ပြီးတော့စကားတွေဖောင်ဖွဲ့လာခြင်းတယ်လို့ပြောတယ်နံပါတ်1ကမှားတယ်နော်နံပါတ်2ကိုကြည့်ကြည့်မယ်အဲ့ဒီတဲ့နော်ဟာနာရှိခိတဲ့ဤကိုသူတော့ရှင်းမဲစုရောက်ခွာရဲတကယ်လို့တဲ့ပြောနေတာတွေကိုနားထောင်နေတယ်လို့တဲ့ဖော်ပြတဲ့လောက်ဆောင်ခြင်းတဲ့ဟုတ်ပြီနော်ဟုတ်တယ်အဲ့ဒါဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုကြီးဆိုလိုတာတော့မဟုတ်သေးဘူးနံပါတ်3ကြည့်ဆိုမှကြဟိတနာဟနာရခိတဲ့ဤကိုတော့ရှင်းမဲစုရောက်ခွာတကယ်လို့ရပြောနေတာတွေကိုတဲ့သူပြောစကားတွေကိုနားထောင်နေရလို့ဖော်ပြတဲ့လောက်ဆောင်ခြင်းပြောတဲ့အတွက်နံပါတ်2ကဘာဖြစ်မှာလဲမှန်တယ်ဆိုမိမှတဲ့နံပါတ်2ကမှန်တယ်ကြည့်မယ်နော်နံပါတ်3ကဘာဖြစ်မှာအဲ့တဲ့နော်ဤကန်ဒီပြောကန်していることをစွတ်တိုင်းရရောက်ခွာရဲတကယ်လို့ရထင်မြင်ချက်ပေါ်မှာတဲ့သူကပြောတယ်ဘာမှ Kyogen State လို့ဆိုဘာဖြစ်မှာလုံးဝကိုချင်းစာတဲ့နားနဲ့လက်ခံနေဆိုရဲအကြောင်းရတဆင့်ပြောတယ်လို့ဆောင်ချက်အဲ့ဒါဆိုကျွန်တော်တို့ကဒါတို့လို့ပြောမာယုတ်ဖြစ်တယ်နော်မှန်နိုင်တယ်လို့ဘာလို့ညံလို့လေးပေါ့နော်အဲ့ဆိုသူကပြောချင်တာပေါ့နော်
ဒီ Kyogen Deki ကိုတူဟာအရေးကြီးတယ်လို့ပြောထားတာ။ညာနော်တကယ်ကိုအဲ့လိုမျိုးပုံစံနော်အဲ့လိုလုပ်မယ်ဆိုရင်ခိုင်းပါဒီလိုမျိုးတို့ဖွဲ့ထဲမှာလိုကူနဲ့ဝင်ရောက်ဆွေးနွေးနိုင်တယ်လို့ပြောချင်တာ။ညာနော်အဲ့ဒါကျွန်တော်တို့ကနံပါတ်ရဲ့3ဒီဘာဖြစ်မှာလဲမှားမှာနော်သူ့ရဲ့ထင်မြင်ချက်ကိုကျွန်တော်တို့ကပြောချင်တာမဟုတ်ဘူးနော် Kyogen Deki တို့ပို့ပြီးတော့သူ့ရဲ့မှာအကြောင်းအရာပေါ်မှာကိုရီးယား Kyogen Deki လို့ဆိုနားလက်ခံနိုင်မယ်ဆိုရင်လက်ခံနိုင်တာပို့ပြီးတော့အရေးကြီးတယ်လို့ပြောချင်တာ။ညာနော်本当にそうですねということは大切であるそういうことမျိုးကိုပြောချင်တာအဲ့ဒါနံပါတ်2ရဲ့အဖြစ်ဒီပါပြန်ပါလဲဆိုတာနှစ်ဖြစ်မယ်နော်နံပါတ်4自分がこれから話し始めたいことはばနံပါတ်4ရလမကိုမှားတယ်ကြည့်နော်အဲ့ဒါနံပါတ်3ကိုကြည့်ကြည့်မယ်この文章ではどうすれば上手に話を始められると言っているかပေါ့နော်ဒီစာပိုက်မှာဆိုရင်ねဘယ်လိုလုပ်ရင်เนาะကျွမ်းကျင်ကျင်နဲ့เนาะစတင်ပြောလာနိုင်လို့ပြောနေတာလေကျွန်တော်ပြောဟုတ်တယ်နော်အဲ့ဒါတော့ပြောတယ်နောက်တစ်ခုကြည့်ချင်မယ်နံပါတ်11対1の話し合いではうなずくこと大勢では相槌を打つことအဲ့လိုမျိုးနော်တယောက်နဲ့တယောက်ပြောနေတဲ့ခါမှာတဲ့ခေါင်းညင်ပြီးတော့လူတွေအများကြီးနဲ့ပြောတဲ့ခါမှာ相槌ဆိုတာhigh so အဲ့လိုမျိုးတင်နေတိုင်းလောက်ရမယ်လို့ပြောမထားဘူးနော်သူကတယောက်ချင်းပဲပြောတာဖြစ်ဖြစ်အဖွဲလိုက်ပြောတာပဲဖြစ်ဖြစ်လို့ပြောတာနော်အဲ့ဒါပြောတာပဲဖြစ်ဖြစ်ဘာမှမလုပ်ဘဲနဲ့အဲ့လိုမျိုးပြောနေတဲ့ခါမှာကျွန်တော်တို့ကဘာမှမလုပ်ဘဲနဲ့ငြင်းအေးစစ်ငြင်းလေးနဲ့နားထောင်နေရပါတယ်လို့ပြောချင်တာညာနော်အဲဆိုနံပါတ်1ကမဟုတ်သေးဘူးနော်အဲနံပါတ်2ကိုကြည့်ကြည့်誰が話している時にうなずいたりနော်တယောက်စကားပြောနေတဲ့ခါမှာခေါင်းကြီးနဲ့နောက်အာယုစချီကိုတာရီဆိုလို့တော့ဘာမှမဟုတ်ဒီအာယုစချီတွေကိုလောက်ရမယ်လို့ပြောတယ်ဖြေဒီဘာဖြစ်မှာလဲနေမှဖြစ်မယ်ခေါင်းကြီးရမယ် height so this ရဲ့ဒါမျိုးအာယုစချီလောက်ရမယ်လို့ပြောထားတယ်ဖြေဒီဘာဖြစ်မှာလဲနေမှဖြစ်မယ်